hello အားလုံးပဲမိတာပါကျွန်တော်တို့ညနေ2နာရီခွဲစာပါပြင်ပြီး eFootball 2027မှာဘာတွေပါလာမလဲဆိုတာကျွန်တော်ဒီဗီဒီယိုလေးမှာအသေးစိတ်တော့မပြောတော့ဘူးဗျာအဓိကအကြောင်းအရာတွေကိုပဲရှင်းပြပေးပါဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ tournament ပုံစံမျိုးပါလာရင်ဗျာဒါကတော့အမျိုးတကယ်ကြီးလေးတွေကျွန်တော်ချိန်ခိုင်မယ်ဗျာပြိုင်ပွဲကိုလည်းကိုယ်စီးပြင်းနဲ့ဆော့လို့ရမယ်ဗျာအဲ့ဒီမှာသဘောကျစရာတစ်ခုကောင်းတာကတော့ကျွန်တော်တို့ဝင်ပြီးအားချောင်းလို့ရတယ်ဗျာအားချောင်းလို့ရတယ်ဆိုတာကကျွန်တော်တို့ပွဲကိုဝင်ပြီးကတ်လို့ရတယ်ဗျာစကားပြောလို့ရတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကင်မရာ setting တွေပါတယ်ဗျာကင်မရာ view ကိုဘယ်နေရာကနေဘယ်လိုပြပေးမလဲဘယ်လိုပုံစံလေးပြမလဲပေါ့အဲ့ဒီအရာလေးကတော့သဘောကျစရာကောင်းပါတယ်ကျွန်တော်ရတဲ့ဖလားပုံတွေပါလည်းပါမယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ attack ကဲတဲ့ defense ဆိုတာပါတယ်ဗျာ formation ထားပါတော့ကျွန်တော်တို့ပုံမှန် attack လုပ်နေတဲ့အချိန်မှာဆိုရင်ဗျာခြေထဲကကျွန်တော်တို့၄ယောက်ဖြစ်နေမှာပေါ့ဒါပေမဲ့ပြန်ပြီး defense လုပ်တဲ့အချိန်မှာကျတော့ဗျာကျွန်တော်အရင်တော့ full back ကနေပြီး5 ဖြစ်သွားတယ်တင်မလားအဲ့လိုပုံစံရှိရင်ဗျာဒါကတော့ true ကျွန်တော်ကတော့ဘယ်လိုပြောရမလဲအပြောင်းလဲရင်တော့မခံစားဘူးတင်မလားနောက်တစ်ခုကကျွန်တော်တို့ defensive play style မျိုးအတက်အdefense ပေါ့ပြင်မလားတိုက်ခဲ့တဲ့ defense တွေအတွက်ဗျာဒါကတော့ကျွန်တော်တို့တော်တော်လေးသဘောကျစရာကောင်းနေတယ်ဆိုတော့ဒီမှာ one attacking goalkeeper one defending forward pressure ဒါကကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်ဒါနဲ့ရောပြောရမယ်ဆိုရင်ဗျာအရင်တော့ဆိုကျွန်တော်တို့player တယောက်က play ဆိုတာတစ်ခုပဲပါတယ်ဗျာအခုတစ်ခုဖြစ်သွားပြီပို့ထားပါတော့ကျွန်တော်တို့ goal player တယောက်ကဗျာပုံမှန် attacking လုပ်နေကျွန်တော်တို့ပြေးထွက်မယ်နေရာယူမယ် goal shoot မယ်ဗျာဒါကတော့တူလို့နေမလားအခုကျအဲ့လိုမဟုတ်တော့ဗျာကျွန်တော်တို့ဘိုးကဘောလုံးရပါတဲ့အချိန်မှာလည်းကျွန်တော်တို့ foul line pressure ပေးပြီးလိုက်ဆော့ပါဗျာအဲ့ဒါကျွန်တော်တို့နားလေးလိုအောင်ပြောရလို့ရှိရင်ဗျာတစ်ဖက်ခံစင်း player ဘောလုံးရနေတဲ့အချိန်ပါဗျာကျွန်တော်တို့စုတ်တွေလိုက်ပြီးဘောလုံးလိုက်နေပါတဲ့ဗျာpressure လိုက်ပြီးတဲ့ပုံစံမျိုးပေါ့အများစုကျွန်တော်တို့ PSG ကစားသမားတွေမှာတွေ့ရတယ်ဗျာတစ်ဖက် player ဘက်တန်းကဘောလုံးရနေတဲ့အချိန်ပါဗျာဒီဟိုဘက်ခံစင်းကိုမလာခင်တည်းဗျာသူတို့ဘက်မှာပဲလိုက်ပြီးတူလာတယ်ဘောလုံးလိုက်ပြီးဖိအားပေးတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးတွေပါလာတယ်ဗျာအဲ့ဒီအရာတွေကတော့တော်တော်မိုက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ manager ကလက်ရက်ဖက်တစ်ခုလေးဗျာဒါကတော့စိတ်ဝင်စားတဲ့ကောင်းတယ်ဗျာကျွန်တော်တို့ဘယ်လိုပုံစံလာမလဲမသိဘူးဗျာအရင်တော့ဆိုကျွန်တော်တို့လက်ရက်ဖက်တစ်ခုလေးပဲဗျာတစ်ခုလေးကိုကျွန်တော်တို့ကစားတဲ့ formation နဲ့အဆင်မပြေရရှိဗျာသုံးလို့ရတာရှိမရတာရှိဗျာအဲ့တော့ဒါကတစ်ခုပါပဲဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးလာမလဲဆိုတော့စောင့်ကြည့်ရမယ်ညနေစာပါပြင်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ကောင်းတာတစ်ခုရှိဗျာအဲ့ဒါကျွန်တော်တို့အရင်တော့ဆိုကျွန်တော်တို့ position trade နေရဗျာဒီမှာကျွန်တော်တို့ထားပါတော့ခွေးတွေကကောင်းဗျာအရင်မပြောင်းတာပဲအရင်မကောင်းစကားပြောင်းနေတာတော့အရင်တော့ဆိုရင်ဗျာရှားပြီးတဲ့ဟာတွေပြန်ရတယ်ဗျာအဲ့တော့ကျွန်တော်တို့အလားတွေကတုတ်ခဲတဲ့ခုံသွားတယ်အခုတော့အဲ့လိုမျိုးတော့မဖြစ်တော့ဘူးဗျာရှားပြီးတဲ့ဟာပြန်မရတယ်ပေါ့ဒါလေးကတော့မစိုးဘူးပြောရမယ်ဗျနောက်တစ်ခုကကျွန်တော်တို့ game play ပိုင်း game play ပိုင်းကတော့ကျွန်တော်ဒီ volley kit တွေကမ်းမယ်ပေါ့ဒါကအရင်တော့ဗျာဒီမှာတော့ကျွန်တော်ကြိုက်တာတစ်ခုရှိရင်ဗျာအရင်တော့ဆိုကျွန်တော်တို့ဒီမှာဒီဗီဒီယိုကပြထားတဲ့အတိုင်းပဲဗျာကျွန်တော်တို့ခေါင်းပေါ်အပေါ်ကနေပြောက်တင်ပေးလို့ရှိရင်ဗျာကျွန်တော်တို့6လေးကမ်းမှာခေါင်းလေးတိုက်တယ်သိရမလားအဲ့ဒါအဆင်မပြေဘူးဗျာဂိုးမရအောင်ဗျာဒါပေမဲ့အခုချိန်မှာတော့အဲ့လိုမဟုတ်တော့ဘူးဗျာလောကလူခေါင်းလေးမတိုက်တော့ဗျာ6လေးကမ်းမယ်အဲ့လိုအနေထားဖြစ်သွားတယ်ဗျာအဲ့တော့ကျွန်တော်တို့ဂိုးရှူရဲ့နေရာတွေမှာပုံပြီးတော့အဆင်ပြေလာပြီလို့ထင်တယ်ဗျာနောက်တစ်ခုကကျွန်တော်တို့ overload ကကျတော့ကျွန်တော်ဒီဟာကိုတော်တော်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဗျာသူကကျွန်တော်တို့ထားပါတော့ဗျာအတန်းလုပ်နေတဲ့အချိန်ပါဆိုရင်ဘောလုံးကထားပါတော့ဘယ်ဘက်ချမ်းပါဆိုရင်ကျွန်တော်တို့လူတွေအားလုံးဘယ်ဘက်ကိုစုလာတယ်ဗျာသိမလားကျွန်တော်တို့ဘယ်လိုပြောရမလဲ1-2ခောက်ပြီးစောတဲ့လူတွေတော်တော်လေးအဲ့လိုမျိုးအဆင်ပြေလာပြီးတော့ခံစားရတယ်ဗျာထားပါတော့ကျွန်တော်တစ်ဖက်နဲ့နေရာပါလေဗျာဘောလုံးကဘယ်ဘက်ပါဆိုရင်အဲ့ဒီဖလီယာတွေအားလုံးကအဲ့ဘက်ကိုစုပြီးဝိုင်းပြီးတစ်ဖက်နဲ့ပုံစံမျိုးကိုသိမလားဒီကဘောလုံးရှိတဲ့နေရာတွေကိုအားလုံးကစုလာတဲ့ပုံစံမျိုးကအလွယ်ပြောရရင်တော့ဒါကျွန်တော်တို့တစ်ဖက်နဲ့နေရာပါလေအဆင်ပြေတယ်လို့တိုက်စစ်စင်တဲ့နေရာပါလေ1-2ခောက်ပြီးတော့ဟိုရှူရတယ်ပို့ပြီးတော့အများကြီးကောင်းခါပြီလို့ထင်တယ်ဗျဒီຢာလေးကိုတော့ကျွန်တော်တော်တော်သဘောကျတယ်ဒါပေမဲ့ဘယ်လိုလာမလဲမသိဘူးစောင့်ကြည့်ရအောင်မယ်နောက်တစ်ခုကကျွန်တော်တို့ free to play player တွေတော့ကျွန်တော်တို့ daily game ကနေပြီး offer ပြ free ရပါမယ်ဒါနဲ့ delete ခောက်ပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့မိဖက်လာပဲအဖေပေါက်ပါအဖေပေါက်ပါကျွန်တော်အဓိကကြိုက်တာကတော့ဟာဇက်ပေါ့ဒါပေမဲ့ကျွန်တော်ကဟာဇက်ဖေးတိုင်းရှိပြီးသားဗျာကျန်တဲ့လက်ကောင်ဒီဟိုစတာတော့မကြိုက်ဘူးမကြိုက်ဘူးဆိုတာသိမလားကျွန်တော်ကCS တွေရတယ်အရင်ပြားနေပြီဆိုတော့မလိုချင်ဘူးဗျာအဓိကကျွန်တော် live ဖြစ်မယ်ဆိုရင်တော့ဟာဇက်ကိုပဲ live ဖြစ်မယ်ဗျာဘာလို့သူရဲ့ကျွန်တော်အစလာပဲရှင်းဖတ်ရင် low swing ပါတယ်moment of definition ဆိုတော့ကျွန်တော်တို့ကျတဲ့ skin တစ်ခုပါတယ်အားကြောင့်မလို့ live ဖြစ်မယ်လို့ထင်နေဗျာတကယ်တော့ brother တို့လည်း live ချင်နေဆိုရင်ကျွန်တော်က info file လာရောက်ထည့်လို့ရပါတယ်ဒါတော့ကျွန်တော်ဝင်တာပါနောက်တစ်ခုကတော့ကျွန်တော်တို့manager ကတော့ကျွန်တော်လေး manager ကိုစောင့်တာတော်တော်ကြာပြီသိရမလားဒါပေမဲ့သူကဘာ play style နဲ့လာမလဲလို့ရေးမထားဘူးဗျာဒီထဲမှာတော့ပြီးလို့ရှိရင်ကျွန်တော်တို့ highlight player 2ယောက်ရမယ်ပေါ့ manager ကိုလည်းကျွန်တော်ဝယ်ဖြစ်မလားဆိုတော့မဖြစ်ကြရင်တကယ်တော့အစီအပြေဗီဒီယိုပြန်လုပ်ပေးပါမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဘယ်လိုပြန်ဟာဇက်ပေါ့ခြေစည်းပေါ့ကျွန်တော်တို့ free တစ်ကြိမ်တိုက်ခွင့်ရဖို့အတွက်ကျွန်တော်တို့ under kick out ဆိုတဲ့နေရာလေးပါဗျာဒီဟာလေးကိုဒီ code number လေးကိုထည့်ပေးနေပါအဲ့ဆိုရင်တော့အစီအပြေသွားပါပြီကဲအားလုံးပဲဗီဒီယိုလေးဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် See you guys